ခုဆိုရင် Diamond Seller တွေအများကြီးတွေကမှတချို့တော့ Diamond Seller တွေကကိုယ်တိုင် Smile Coin ရဲ့တန်ဖိုးကိုမတွက်တတ်ဘူးပေါ့နော်။အဲဒါကြောင့်ဒီနေ့မှာကျွန်တော်ကအဲ့ Seller တွေအတွက်ပေါ့နော် Smile Coin 20နဲ့ပြောပြပါမယ်။ဆရာကြီးကတော့ကြောပါပေါ့နော်။ပထမဆုံးသိရမှာက Smile Coin တွက်တော့မယ်ဆိုရင် Smile Coin တစ် coin ရဲ့တန်ဖိုးသိရမှာပေါ့နော်။ဆိုတော့တစ် coin ရဲ့တန်ဖိုးဘယ်လိုတွက်ကမလဲဆိုလို့ရှိရင် coin တစ် coin ရဲ့တန်ဖိုးလိုချင်လို့ရှိရင်ကိုဝေရတဲ့ coin ရဲ့ဈေးကိုပေါ့နော်ရလာတဲ့ coin ရဲ့အတွက်နဲ့စားရမှာဖြစ်ပါတယ်။အဲဆိုလို့ရှိရင်တစ် coin ရဲ့ဈေးကထွက်လာမှာဖြစ်ပါတယ်။တစ် coin ရဲ့ဈေးကိုသိပြီဆိုလို့ရှိရင်ကိုက coin 100ရဲ့ဈေးကိုလို့ရှိရင်အဲ့တစ် coin ရဲ့ရလာတဲ့ဈေးနဲ့ညောင်းလိုက်ရင် coin 100ရဲ့ဈေးကထွက်လာပြီပေါ့နော်။အဲ့လိုပါပဲ coin 1000ရဲ့ဈေး coin 1000ရဲ့တန်ဖိုးလို့ချင်းလေတစ် coin ရဲ့ဈေးကိုညောင်းလိုက်ရင်အဲ့ coin 1000ရဲ့တန်ဖိုးကထွက်လာမှာဖြစ်ပါတယ်။ဒါကတော့ကိုယ့်ရဲ့ coin တန်ဖိုးအရင်ပေါ့နော်။အမြတ်ကတော့ကိုယ်စိတ်ကြိုက်တင်အောင်ပေါ့နော်